Food is love ဒါကတော့ကျမရဲ့ခံယူချက်ပါဒါကြောင့်မို့လို့ဘလို့အစားအစာမျိုးမဆိုနီးစမ်းကြီးကို ready ဖြစ်နေခဲ့ပြီးတော့အစားအသောက်ကောင်းနိုင်အောင်လည်းနှလုံးသားထဲမှာတင်ထားလေးရှိတယ်ဒါကလည်းကျမရဲ့ဖွားဖွားရှိရနေရခဲ့တဲ့ဝါသနာအမွေနှစ်လေတစ်ခုပေါ့လေအဲ့လိုနဲ့ဖွားဆုံးသွားပြီးနောက်ပိုင်းဖွားအခန်းထဲကနေဒီကြပြလူလူထူးဆန်းတဲ့စာလေးကိုတွေ့ခဲ့တာပဲA lunar delight in a bowl it swims, brings prosperity, luck, and tradition. Taste this dish, a new year begins. Wow. တကယ်ကိုကောင်းတဲ့ကြပြလေးတစ်ခုပဲ။ဘာပြောရလဲနားမလဲ။ In a bowl ဆိုတော့စားစရာတစ်ခုဖြစ်မယ်ထင်တယ်။စားစရာစိတ်ဝင်စားတယ်။ပြီးတော့ brings prosperity, luck, and tradition ဆိုတော့ရိုးရာအစားအစာပေါ်မှာကံကောင်းခြင်းတွေချမ်းသာအောင်မြင်မှုတွေရှူလာပေးမဲ့ဖို့မျိုးပေါ့ပြီးတော့စပ်ဖန်မယ် Taste this dish and new year begins ဆိုတော့ new year မှာစားခိုင်းတာပေါ့အိုးအခုကလည်း new year ပဲဖွားဖွားကလည်းဒါကိုတေချာရေးရဆိုတော့ငါဒါကိုစားရမှာဖြစ်မယ်ဒါပေမဲ့ဘာစားစားလဲမသိတာခက်တာပဲတဲလွန်စားအိုးဒီမှာ date ခုပါညာ2005 February 9 Seoul Korea လို့ရေးထားပဲဒါဆို Korean food ပေါ့ Korean နဲ့ပတ်သက်ပြီးတော့အဟောင်းတည့်တယ်ဘယ်လိုရှိမှန်းမသိဘူးငါသိတယ်မှာစဉ်းစားကြ Okay Hello အမလေးပြေအကူအညီလေးတစ်ခုတောင်းစရာရှိလို့လေးပြေလေကိုရီးယားအစားအစာချက်ပြုံနေတစ်ခုကြောင်းသိချင်တယ်အဲ့ဒါအမတို့ကလေ SNS supporter တွေဆိုတော့လေအဲ့ဒါကောင်းကောင်းသိမယ်ထင်လို့ကိုရီးယားကြောင်းဟုတ်လားအဲ့ဆိုညီမလာခဲ့လိုက်မယ်နော်ဟုတ်အေးဟင်းရလေးနာမည်ကကြာလေတော့ဘလို့ခေါ်တယ်ကိုရီးယားဟင်းရလေးမျိုးပေါ့နော်ဒီမှာလေသူကသူ့ချင်းကိုရီးယားလူမျိုးတွေရဲ့ New Year ကာလမှာစားကြတဲ့ traditional ဟင်းရလေးမျိုးဖြစ်တယ်။ဒီ ingredient အနေနဲ့ကကြတော့ Santa, Meda, Nancy, soy sauce, ငရုတ်ကောင်၊စားနဲ့ကြက်သွမေးကြက်သွန်လူကြက်ဥပြီးတော့ရင်းမြစ်လော်ပြီးတာပြီးတော့မုံစုတုံးထားတယ်။အရင်ဆုံးမန်းကလေးဒီကြက်ဥလေးကိုအနှစ်နဲ့ကနဲ့ပတ်သက်စီခွဲလိုက်နော်။ကြက်ဥလေးခွဲအောင်ပါတဲတော့မယ်။ကြက်ဥလေးခွဲအောင်ပါ။ကြက်ဥလေးကိုပပလှိမယ်ဒီဆုံးကြတော့ဒီအမဲသားကိုကြတော့ဒီအတုံးတုံးကြီးသားအမဲသားလေးကိုစပြီးတော့ဒီရတိုင်းနဲ့ဟိုအထဲကိုမြုပ်ဝင်သွားနေမှာဖြစ်တယ်ပေါ့နော်ဆက်လို့ဆက်ပြီးကြည့်ရတယ်ပြောကြည့်ရတယ်ဒါဆိုလို့ရှိရင်အမဲသားလေးကိုစီးတက်ပြီးတော့ဒီအနက်လေးလည်းနည်းနည်းမွေးလာပြီဆိုတော့အခုဒီတိုင်ရုံးပြုတ်လေးပေါ့နော်ဒီကိုရဆိုဘုံစုပ်လို့ခေါ်တယ်ဒါလေးကိုတောင်းထည့်ပြီးတော့ခဏစုအောင်တည်ထားလိုက်မယ်ပေါ့နော်ဒါကြက်ပြီးဟိုဖြစ်ပြီးစပူပြီးဆိုလို့ရှိရင်တော့ဒီတော့လေးနောက်ထည့်လိုက်မယ်ပေါ့နောက်ဆုံးနေတယ်ပေါ့နော်တော့ဖိစားရတယ်original လုံးပြန်ပြောနော်ဒီကဆန်ကြောင်းလေးဟိုနူးဤလာဆိုတော့ဒါနဲ့ကနေ9မိနစ်ခဏလေးတိုင်းလေးတောင်းလိုက်ဒီတောင်းလေးဖြူနော်အဲ့ဒီကတော့ဟိုတောင်းလေးတော့ဖြူတာညီမတို့ပေါ့ဘာပြောလဲခံစားမိတယ်အဲ့ဟို弄点来三烧面没拿下来这是马西走老妈လေးအပွားကဟိုကြပြလေးစားရည်ပြီးမှုန်းတင်တယ်ဘာလို့အဲ့လိုမှုန်းတင်တာပါလဲပေါ့တကယ်ကောင်းနေဆန်ဆောင်ရလည်းတိတိလေးမှုချိုလေးစိမ့်စိမ့်နေတယ်ကောင်းတာသိစားရလားသိစားရစားရဲဆွေးမှာတော့လည်းကျေးဇူးတင်တယ်ဆက်ပြီးစားရည်ပေါ့ကျေးဇူးတင်နေနဲ့တယ်လေပတ်သူလေးပဲ Okay
ဆိုတော့ဒီကောက်ကူလေးကိုအားလုံးလည်းနှစ်တစ်ချိန်ဆိုလိုက်ပြီးတော့လှုပ်ရှားကြည့်ကြပါနော်နှစ်တစ်ချိန်မှမဟုတ်ဘူးเนาะကျန်တဲ့အချိန်လေးဆိုလည်းဘယ်ချိန်ဆိုလှုပ်ရှားလို့ရပါတယ်အညီမတို့ရဲ့ဒီဟင်းချက်တာလေးကိုလည်းအကုန်လုံးကြည့်ပေးကြရတော့အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်အားလုံးလည်း